ရွှေတုံးလောက်တာနေတဲ့ရွှေတယ်လောက်တာ16ပေကြီးကကွာခြားချက်ပါရှိလေတဲ့စူဇန်ပြပြမယ်စူဇန်တင်တယ်မှာဆိုရင်အမြဲတင်တယ်ရွှေတယ်တိုင်းမှာရော့တက်ရှိသည်အဲ့တော့16ပေကြီးပဲဖြစ်ဖြစ်15ပေကြီးပဲဖြစ်ဖြစ်14ပေ2ပြားကြီးပဲဖြစ်ဖြစ်အထည်လောက်ပြီးဆိုတာနဲ့ရော့တက်ရှိပါတယ်ရော့တက်မရှိတဲ့အထည်တွေကတော့ရှားပါတယ်အတုံးကကြတော့ရော့တက်မရှိဘူးစူဇန်တို့ရိုးရိုးအခောက်တုံးလေးဖြစ်ပါတယ်30သားပိုင်းနေရှိတယ်တစ်ချက်သားတုံးတွေရှိတယ်ဒါအပြင်စူဇန်တို့ငါးမူးတို့တစ်ချက်တို့ကိုမိုးလောင်းထားတဲ့ပုံစံတုံးလေးတွေရှိတာဖြစ်ပါတယ်အဲ့တော့ဘာကွာလဲဆိုတော့ရော့တက်ပါတာချင်းကွာတာဖြစ်ပါတယ်အထည်ဆိုရင်16ပေနဲ့လည်းအထည်လုပ်လို့ရတယ်ဒါပေမဲ့ရော့တက်ရှိတယ်ဆိုတာတော့သတိထားပေးပါကိုယ်အနေနဲ့ရွှေကောင်းကောင်းလေးဝတ်ချင်တယ်16ပေကိုမှအထည်ဝတ်ပြီးလုပ်ချင်တယ်ဆိုလို့ရှိရင်တော့ရော့တက်မပေးရဘူးဆိုတော့ပုံစံနှုံးတွေကိုမေ့ပြလိုက်ပါလို့ဗီဒီယိုလေးနဲ့ညှပ်ဝေပေးချင်ပါတယ်ရွှေနဲ့ပတ်သက်ပြီးတော့လေ့လာခြင်းနဲ့ရွှေကိုတေးချသေးစိတ်တင်ယူခြင်းနဲ့ရွှေစိမ်ဖွင့်ခြင်းနဲ့ဘေးရစရမယ်မသိဘူး online ကနေရွှေလုပ်ငန်းကိုထိရောက်ထွန်းပေါက်နဲ့အော်တေချာလေးရောင်းချခြင်းနဲ့ဆိုလို့ရှိရင်စူဇက်ရဲ့ရွှေစကြဝဠာသင်တန်းကျောင်းမှာရွှေနဲ့ပတ်သက်တဲ့သင်တန်းတွေအများကြီးရှိပါတယ်ဒီထဲကနေမှအခြေခံအစစ်မြင့် moment ဒီသင်တန်းက online class ရောအပြင်တွေ့ပါရှိနေပြီဖြစ်တဲ့ခါကျမှထိရောက်လေးသင်ချင်တယ်ဆိုရင်စူဇက်နဲ့အနီကလာတွေ့ဖို့လိုပါတယ်အဝေးကသင်တန်းသူတွေအတွက်ကိုလည်းနေစာငိတ်အပီးစီတာဝန်ယူထားတာဖြစ်ပါတယ်ကျေးဇူးပါ